အားလုံးမင်္ဂလာပါစုဖြူဖူတိုကနေကြိုဆိုပါရစေရှိုးသားဆူရှိဆိုင်လေးမှာသွားစားမှာပါအရင်ကဆိုရင်ဆူရှူတို့လာတာမှာအမြဲသွားစားနေကြဆိုင်လေးပေါ့နော်ဒီဆိုင်လေးကစမ်းချောင်းမှာအခုပြန်ဖွင့်တာတော်တော်ကြာနေပါပြီဆိုင်လေးကအရင်ကဆိုရင်ဈေးတော်တန်တာအခုဆိုရင်တော့ဈေးလေးတော့နည်းနည်းလေးတက်သွားပြီပေါ့နော်သူကအနည်းဆုံး2000ကနေပြီးတော့အခုအများဆုံးပါစားစား4000ပေါ့တပွဲကိုဒီဆိုင်ကလာတာမှာဆိုရင်ဆိုင်ချင်းလေးနဲ့စားဖို့ဆိုရင်အမြဲတမ်းစီပြီးစောင့်ရတဲ့ဆိုင်အခုကကြတော့စမ်းချောင်းမှာနေရာတစ်ချက်ဝန်းဝန်းနဲ့တော်တော်အဆင်ပြေသွားပြီအရင်တော့ဘတ်ဂျက်ဆူရှီဆိုင်လေးတစ်ပွဲကို1500 2000လောက်ပဲရှိမယ်အခုတော့4000လောက်ဆိုတော့စားရတာအဆင်ပြေပါသေးရဲ့သူကအရသာလည်းပေးရတဲ့ဈေးနဲ့တန်တဲ့အတွက်ဆူဖြူကတော့ဒီဆိုင်လေးကိုကြိုက်ပါတယ်ဆူဖြူလိုစားခဲ့တာအားလုံးစုစုပေါင်းတူတယ်ရှင်းခဲ့ရ2000ခွဲပဲကြာတယ်ဘလို့ဖြစ်လူ2ယောက်က2000ခွဲဆိုရင်တော့ဘိုင်ဘောကအေးဆေးစားလို့ရတယ်ကြည့်ရှုပြီးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်တတား